မင်္ဂလာပါကျွန်တော်သူရရှိန်ပါကျွန်တော်ဒီကနေ့မှာတော့ဒီလုပ်ငန်းရှင်တွေနဲ့စင်ကန်ပညာလေ့လာနေတဲ့သူတွေအတွက်ပြောပြစရာအကြောင်းလေးတစ်ခုရှာထားတယ်အဲ့ဒါဘာလဲဆိုတော့လုပ်ငန်းရှင်တော်တော်များများသိထားတာကစင်ကာလတစ်ခုကုန်ဆုံးသွားတယ်ဥပမာဒီဇင်ဘာ31ရက်နေ့မှာကုန်ဆုံးတယ်ဒါမှမဟုတ်မတ်လ31ရက်နေ့မှာကုန်ဆုံးတယ်အဲ့ဒါဆိုရင်အဲ့စင်ကာလကုန်ဆုံးပြီးသွားရင်အဲ့ဒီနောက်မှာဖြစ်တဲ့အဖြစ်အပျက်ဟာဒီစင်ကာလတွေနဲ့မသက်ဆိုင်တော့ဘူးပေါ့နော်ထည့်စဉ်းစားစရာမလိုတော့ဘူးပေါ့အဲ့လိုမျိုးသိထားတာတကယ်တော့အဲ့လိုမဟုတ်ဘူးyear end က31 March မှာပိတ်လိုက်တယ်ဆိုပေမဲ့ဒီစီးရင်ကို approve လုပ်တဲ့နေ့ပေါ့နော် authorize လုပ်တဲ့နေ့မြန်မာလိုဆိုရင်တော့အတည်ပြုတဲ့နေ့ဆိုတော့အဲ့ဒီနေ့က2လ3လလောက်ကြာတတ်သေးတယ်စီးရင်ဆွဲနေစဉ်ကာလမှာအချိန်ပေးရသေးတာပေါ့နော်အဲ့တော့ year end date နဲ့ဒီစီးရင်ကိုအတည်ပြုတဲ့နေ့ရဲ့ဂျားထဲမှာဖြစ်တဲ့အဖြစ်အပျက်တွေကိုကျွန်တော်တို့က international accounting standard နဲ့အညီ adjustment လုပ်ပေးရမယ်အဲ့ဒါကို advanced after reporting period တွေလို့လည်းခေါ်တယ်ဒီ international accounting standard ကကြတော့ IAS 10လို့ခေါ်တယ်ဒီ IAS နဲ့အညီစင်းကိုင်တွေကကင်တွယ်ဖြည့်ရှင်းပေးရတယ်အဲ့တော့ဒီအဖြစ်အပျက်တွေထဲမှာလည်းနှစ်မျိုးထပ်ကွဲသွားတယ် adjusting event နဲ့ non adjusting event ဆိုပြီးတော့ကွဲတယ်ဆိုတော့ဘလို့အဖြစ်အပျက်တွေဆိုရင်တော့ adjust လုပ်မယ်ပေါ့နော်ဘလို့အဖြစ်အပျက်တွေဆိုရင်တော့ adjust မလုပ်တော့ဘူးဆိုတာမျိုးစဉ်းစားစရာရှိတယ်So adjusting event ဆိုတာဥပမာနမူနာပြောပြမယ်စင်းကာလဒီပိတ်တဲ့နေ့ပေါ့နော် year end နေ့မှာကျွန်တော်စီမှာcustomer တစ်ယောက်ရှိတယ်အဲ့ customer အခြေအနေတိတ်မကောင်းဘူးအကျွေးရပြန်တောင်းလို့ရမလားမရမလားဆိုတာတိတ်မသေးကြတဲ့ condition မျိုးဖြစ်နေတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့ကဘာပဲပြောဒီအကျွေးရရင်ရှိတယ်ပေါ့ရရင်ရှိတယ်ဆိုပြီးတော့ဒီ financial position ထဲမှာထည့်ထားလိုက်တယ် balance sheet ထဲမှာထည့်ထားလိုက်တယ် current assets ထဲမှာနော်ရရင်ရှိဆိုပေါ်ထားလိုက်တယ်အဲ့ဒါ year end လုံးကဒါပေမဲ့ year end ပြီးတော့တစ်လ2လလောက်နေတယ်ခုနကအတီးပြုမဲ့ရက်လည်းမရောက်သေးဘူးအဲ့ဒီချိန်မှာပဲဘာဖြစ်လဲဆိုတော့ခုန customer ဟာသူဒေဝါလီခံသွားတယ် bankrupt ဖြစ်သွားတယ်ဒါဆိုရင်တော့ဒီ customer စီကရမဲ့ကျွန်တော်တို့အကျွေးတော့တေးကြပြီမရတော့ဘူးဒါဆိုဒီအကျွေးဆုံးတာဟာ year end ပြီးမှဖြစ်တာဆိုတော့လည်းပဲပြီးခဲ့တဲ့ year end စင်းထဲမှာဒါကြီးကိုထည့်မလားမထည့်ဘူးလားဆိုကျွန်တော်တို့ကမေးခွန်းထုတ်เสียရှိတယ်အဲ့တော့ဘာပြောရမလဲဆိုတော့ဒီအကျွေးတွေဒီရမလားမရမလားဖြစ်နေတဲ့ကိစ္စ problem ပေါ့နော်ဒီ problem ဟာ year end တုန်းကဖြစ်ခဲ့ပြီလားရှိနေပြီလားဒါကို evidence ပြရမယ်သက်သေပြရမယ်အထောက်ထားပြရမယ်အဲ့လိုအထောက်ထားကိုမှပေါ်ပြနိုင်တယ်ဆိုရင်ဒီကိစ္စကို adjusting event လို့ခေါ်တယ်အဲဆိုခုနကျွေးဆုံးတာကြီးက year end ပြီးမှဖြစ်တော်လဲပဲ backward ပြန်သွားမယ် backward ပြန်သွားပြီးတော့ပြီးခဲ့တဲ့စရင်းထဲမှာ adjustment ပြန်သွားလုပ်မယ်ဒါဆိုရင်ဒါက adjusting event ဒါကင်တွယ်ဖို့တနည်းအဲ့တော့ non adjusting event တစ်ခုနမူနာပြောပြမယ်အဲ့လိုပဲ year end က31ရက်နေ့ March မှာပြီးဆုံးတယ်အတီးပြူတာကနောက်တစ်2လလောက်လိုသေးတယ်အဲ့အတွင်းမှာပဲစက်ရုံဥပမာပေါ့နော်မီးလောင်သွားတယ်ဆိုပါစို့ဟာဒါမီးလောင်သွားတာကဒီ year end ပြီးမှအသစ်ဖြစ်ပေါ်လာတဲ့ကိစ္စဖြစ်တယ်အဲ့တော့ဒါနဲ့ပတ်သက်လို့ခုနကကြွေးဆုံးလိုမျိုးဟာ year end တုန်းကဒါဖြစ်ခဲ့တာလား problem ရှိပြီးသားလား evidence ယူရမှာဘယ်လို့မှယူလို့မှမဖြစ်နိုင်တာမိလောက်မယ်ဆိုကြိုးမှမသိနိုင်တဲ့ကိစ္စနော်ဖြစ်လာစရာလဲဟိုဘယ်ဖြစ်စေချင်မှမလဲနော်ဆိုတော့ဒါကြီးကိုအတီးပြုလို့လည်းမရဘူး evidence ယူလို့လည်းမရဘူးဆိုရင်ဒီကိစ္စကိုတော့ပြီးခဲ့တဲ့စင်းထဲမှာ adjust မလုပ်နဲ့တော့ note အနေနဲ့တော့ဖော်ပြပေးရမယ်ဒါကဒီစင်းကာလကုံဆုံးပြီးတဲ့နောက်ပိုင်းကျမှဖြစ်တဲ့အဖြစ်အပျက်တွေကိုဘာမှဒီပြီးခဲ့တဲ့စင်းနဲ့မဆိုင်တော့ဘူးလို့ထင်နေမှာဆိုလို့ဒါလုပ်ငန်းရှင်တွေကိုဘ ഹു တုဒရစီရင်ကျွန်တော်က sharing လုပ်တာဖြစ်တယ်ဒီစင်းကိုင်ပညာလေ့လာနေတဲ့ကျောင်းသူကျောင်းသားတွေအတွက်လည်းခုပြောပြတဲ့အကြောင်းအရာလေးကအသုံးဝင်လိမ့်မယ်လို့ထင်ပါတယ်အဲ့တော့ဒီလိုမျိုး IAS 10ကိုဘာလို့သိသင့်တာလဲလုပ်ငန်းရှင်တွေအနေနဲ့ဆိုရင်တော့ဘာလို့သိသင့်တာလဲဆိုလို့ရှိရင်ဒါကိုသိထားခြင်းအပြင်သူတို့ဒါလုပ်ရမယ်ဆိုတာသိတယ်ဒါဆိုလို့ရှိရင်သူတို့ရဲ့ financial statement မှာ profit တွေက overstate ဖြစ်တာတို့ understate ဖြစ်တာတို့မဖြစ်တော့ဘူးတကယ် true picture ကိုမြင်နိုင်တယ်နောက်ပြီးတော့အပြင်လူတွေဖြစ်တဲ့ investor တို့ lenders ပေါ့နော်ဘဏ်ကကိုလုပ်ငန်းငွေထုတ်ချီးမဲ့သူတွေအနေနဲ့လည်းဒီ financial statement ကိုကြည့်လိုက်လို့ရှိရင်ဒီ financial statement က true and fair ဖြစ်တယ်ပေါ့နော်မှန်ကန်တယ်တရားမျှတတယ်ဆိုတဲ့ပုံစံမျိုးပေါ်စေတယ်ဒါကြောင့်မို့လို့လည်း international accounting standard တွေကစည်းရင်းကိုင်တွေကိုညွှန်ကြားချက်တွေထုတ်ထားတာပေါ့နော်ဒီလိုလုပ်စေခြင်းတယ်ဆိုတာကိုပြောပြတာဆိုတော့အခုကျွန်တော်ပြောပြခဲ့တဲ့အကြောင်းအရာလေးကလုပ်ငန်းရှင်တွေအတွက်ရောအကြောင်းသူကျောင်းသားတွေအတွက်ရောသုံးဝင်မယ်လို့ထင်ပါတယ်ကျွန်တော်ကတော့ဒါတွေကို EET level 4ကျောင်းသားတွေကိုသင်ပေးနေတဲ့အကြောင်းအရာတွေကနေပြီးကောက်နှုတ်ပြီးတော့
ပြောပြပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်